Hello, I'm Mingaba. Tamiruka Batch 2 G4 Room 5 မှာနေတဲ့ကျောင်းသားလူများဖြစ်ပါတယ်။တမီတို့ရဲ့ group name ကတော့ Sunny Group ပဲဖြစ်ပါတယ်။တမီတို့ရဲ့ teacher ကတော့ teacher Annie ပဲဖြစ်ပါတယ်။တမီတို့ဒီနေ့သုံးမွတ်တက်ခိုင်ပြဆက်ကိုပြုလုပ်ပြသအောင်မှာပဲဖြစ်ပါတယ်ရှင်။ပါဝင်သူတွေကတော့ editor 2023003250ဦးမြတ်ကျော်အဖြစ်2024008522ဒေါခင်မိုးပွင့်အဖြစ်2025000531ဒေါခတ်တာအဖြစ်2024008554တူတူမွင့်အဖြစ်2022071157ပုံရှာသူများ2022022966 2024008667 2024008557大家喜欢的啦，亲。什么嘛啦？是要继续玩些，我这吧还是你我都没什么啦。第七个，得米罗爱拉的喏，得米个把表情了嘞。得米婆婆，我叫你谁拉的吧？个到原来啥没吃了不？第七个，婆婆是嘛啥没吃了？后来的。ကလာသေးဝင်ကြပြီတို့တော့ထားဟဲ့ကိစ္စမရှိလို့လားမရောက်တာလဲကြာဆရာကိုလည်းမတော်ချင်စာမင်းချင်တာလည်းပါပါရဲ့ဆရာကြီးသမီးလေးလာလေသမီးဆမကိုတိုက်ခံရမယ်လေကဲမမောက်ဆုံးဆရာကြီးကိုကျမကတော့ပြစီကြောရတယ်ကျိုးအတွက်ကျမချမ်းသာပါစေလိုအပ်စမ်းပြောပါစေကဲကလာကြီးတွေ့ရတော့ဆုံးမရအောင်မေဟုတ်ကဲ့ပါဆရာကြီးကိုလည်းစာမင်းပြစီရှင်ဟေးခက်တာကမမီးပါလေတရရနဲ့တော့ကလေစာရင်ပြရတယ်ဆိုလေဆောင်တယ်လေကြပြဖို့တင်းနေခါလေဆောင်တယ်လေချီတယ်ရှိဘောကောမနေလို့တင်းနေဆိုဒီလိုပါဆရာကြီးကြပြကိုရွတ်တဲ့အခါကလေးတွေနားလည်လဲအောင်လို့ခြေတယ်ရှိလို့အောက်မှနေလို့ရွတ်ခိုင်းတာပါမဟုတ်ဘူးကွယ်ကြပြဆိုတာကတန်းတောင်းလို့ကားရတဲ့ခြေထားတာရွရမလဲကာယန်တိုင်းရွရမယ်ဒီကြပြမှာခြေတန်းရှိအောက်မှာတီတိုးနဲ့အတန်းကြီးအောင်ဂျာနီဆိုတာပါသေးတယ်ပါတဲ့အတိုင်းရှုခိုင်းရမယ်အတိတ်ပဲရှင်းပြရမှာတော့နားလေလွယ်မဲ့စကလုံးနဲ့ရှင်းပြပေါ်ကွယ်ဟုတ်လားမေဖိုးဖိုးကဆရာလည်းမဟုတ်ပဲနဲ့တစ်ချက်ကိုဘာလို့တင်နေရတာလဲတင်တယ်လို့တင်တာပေါ့တင်ငန်းစာတွေကိုကျိုးလေးပင်စနာမမအောင်လဲခယူဆိုင်မရင်တော့ဘယ်တော့လို့ခရအောင်ဆွေးရမှာပဲဟုတ်ကဲ့ပါဆရာကြီးတစ်ချက်ကိုဖိုးဖိုးကဆိုရင်တစ်ချက်တနာပါလိမ့်မယ်ဆရာကတပည့်ကိုလိမ့်မအောင်ဆုံးမတာဝန်တာရမှာပေါ့တမီးရဲ့ဖိုးဖိုးကတစ်ချက်တည်းတရွတ်တယ်လို့တူမောတမီးလေးဖိုးဖိုးကတစ်ချက်ထပ်ပို့တတ်တယ်ကွယ်တမီးလေးဖိုးဖိုးတင်ပြတာတွေကိုမှတ်ထားရမယ်နော်မှတ်ထားပြီးတစ်ချက်ကိုလည်းပြန်ပြောပြရမယ်နော်ငါမြည်ရောခတ်တာရောဒီရှဲလို့မပြောပဲမြမဆန်းဆန်းဆရာမလို့ပြောကြပါလားကဲမိလေးတူတူဆရာမမှားတာတွေမှတ်ထားရမယ်နော်ဟုတ်ကဲ့ပါတီချာမာရာအဲ့လေဆရာမမာရာကိုမှတ်ထားပါမယ်လာဆရာမဘို့ကိုပြချောကြကဲဆရာမကြီးဂျူဒီစက်တိုက်ထားလို့ဇလန်းကတော့ချောင်သွားပြီလို့မဟုတ်ရင်ကျိုးများကဘာကိုပဲပြောဘာကိုပဲတင်းတိချဲလောက်တက်ပူကြီးညင်းနေတာပဲအခုတော့အစင်ပြေကောင်းပါရဲ့ကောင်းပါလေဆရာကြီးခုလိုဆရာရဲ့မိဘရဲ့ကျောင်းသားရဲ့ညှိနှိုင်းလို့တော့ပညာရေးမှာကိုအောင်မြင်တာပေါ့ဗီဒီယိုလေးကိုအစောထိကြည့်ရှုပေးကြတဲ့တငယ်ချင်းတွေနဲ့တချင်အနီတို့ကိုကျေးဇူးတင်ပါတယ်ရှင်